DVB Digital Fans တထောင်ကြော်တော့ရှိပါဗျာပထမဒီပေါက်ဘက်ကနေတွားတဲ့အင်အားတင်ကိုအင်အား900စစ်ချောင်းနဲ့တွားတာပြီးနောက်ရှိဘက်ကအင်အား300ကျော်ပေါ့နော်ကျော်တူဘက်ကအင်အား300ကျော်တထောင်ကျော်လောက်တော့ရှိ18ရက်နေ့ကဒီစိတ်ဖြူကပ္ပစာ22ကနေပြီးတော့အင်အား900ဟုတ်ပေါ့ကာအတီး30ပေါ့နော်အတီး30ကဒီကပ္ပစာ24ကိုထပ်ပြီးဥတီနေရကားလန်တစ်လျှောက်အကုန်ပိတ်ထားတာဆိုတော့အဝင်ထွက်တွေကတော်တော်ကြီးကိုစိုးသွားတာပေါ့သွားလို့လာလို့အဆင်မပြေတော့ပါဘူးမိုးကလည်းရွာနေတော့မိုးကာတွေချင်းတောင်ဆောင်းဆေးဝါးတွေတော်တော်လိုအပ်နေပါတယ်ကျွန်တော်တို့ရွာမှာဆိုရင်လူငယ်တွေကလည်းမရှိတော့ပါပဲအကုန်ပြေးနေရတာပါကြံခဲ့တဲ့တက်ကြီးရွယ်တွေထဲမှာလေဖြတ်နေတဲ့သူတွေလည်းရှိတော့တော်တော်ခက်ခဲနေကြပါတယ်စောမြို့ထဲမှာလည်းလူငယ်20ကျော်လောက်ကဖမ်းခံထားရတယ်လို့ကြားနေရပါတယ်